ကျွန်တော်ကတင်ပေါ်မှာကောင်းနှလုံးရှိတဲ့တလုံးကတာမန်ကောင်းနောက်တလုံးကကြတော့ဖက်လုံးပေါ်ကြောင်းဖွင့်တဲ့ပထမဆုံးနေ့မှာတင်ပဲဗျာအေးဆက်နိုင်ပြီးအရန်ချောတဲ့ကျွန်တော်ဘေးနာကခုံဖိုးကောင်မလေးကကျွန်တော်ကိုအရင်လာစကားပြောတယ်ညဘက်အိမ်ရင်ဖက်လုံးကိုသွားမဖက်နဲ့တဲ့သူပြောတဲ့စကားကတော်တော်ကြီးကိုထူးဆန်းနေတော့ကျွန်တော်ဘာလုပ်လိုက်လဲတီလားအဲ့ဒီညမှာပဲဖက်လုံးကိုအားရပါရပို့ပြီးတော့တောင်ကြက်ကြက်လေးဖက်အိပ်ပြစ်လိုက်တယ်နောက်တနေ့မနေ့လဲကြာရောကျောင်းကအကျော်လာလေးရဲ့မျက်နှာတစ်ခုလုံးမြည်ရဲနေပြီးတော့ဖက်ချင်ရင်လည်းဖက်ပေါ့ဒါပေမဲ့နည်းနည်းလောက်ဖောက်ခွာလေးဖက်လို့မရဘူးလားလို့တိုးတိုးလေးလာပြောတယ်ဗျာကဲဒါရီခဏထားကျောင်း semester အသစ်စတဲ့အချိန်ဆိုတော့ကျောင်းသားတွေအကုန်လုံးအင်စာတွေပြီးအောင်ယူမတက်လုံးနေကြရတဲ့အချိန်ပေါ့ဘာလို့လဲဆိုတော့ကျောင်းမဖွင့်ခင်တရက်အလိုညကကျွန်တော်ညနေ2 နာရီအထိအစဒီမတွေထိုင်လုံနေခဲ့လို့ပဲခါးတွေလည်းကျိုးမတက်ညောင်းပခုံးတွေလည်းနာနေတော့အဲ့ဒီအချိန်မှာဖက်လုံးလေးကိုအတင်းဖက်ပြီးအိပ်ပစ်လိုက်ချင်တာပဲသိတော့တယ်ဒါပေမဲ့တခုခုတော့ထူးဆန်းနေတယ်ဒီနေ့မှကျွန်တော်ဖက်လုံးကြီးကဘာလို့ဒီလောက်တောင်နေရနေရတာလဲငါမျက်စိမားတာလည်းဖြစ်နိုင်တာပဲတေချာတဲ့အခန်းမီးရောင်ကြောင့်ဖြစ်မှာပါဒါပေမဲ့သူ့စီကရတဲ့အနံ့ကလည်းအရင်ကနဲ့မတူပဲနည်းနည်းထူးဆန်းနေတယ်လို့ပဲအမေကဆက်ပြမှုအစ်စ်ပြောင်းသုံးလိုက်လို့ထင်ပါတယ်ဒါပေမဲ့နောက်တနေ့မနေ့မျက်စိလည်းပွင့်ရောကျွန်တော်မျက်နှာကြီးပါအလိုလိုနီးရဲသွားရတယ်ကျွန်တော်ကိုတော့မယုံနိုင်ဘူးဗျာအိမ်မက်ထဲမှာတော့အိမ်မက်ထက်မှတ်နေပြီအဲ့ဒီအိမ်မက်ထဲမှာအေးဆက်ဆက်နဲ့ချောရက်လုံးနဲ့ကျွန်တော်ခုံဖော်ကောင်မလေးရှိနေတာလေဒါနဲ့နေပါဦးရှန်ချမ်းမင်းကကျွန်တော်နာမည်ကိုတောင်သိရလားမသိဘူးအဲ့ဒါကိုကျွန်တော်ကဘာလို့သူ့အကြောင်းအိမ်မက်မက်ရမှာလဲစာသင်ခန်းထဲရောက်တော့ခုံဖော်ကောင်မလေးရှန်ချမ်းမင်းကသူ့နေရာမှာအစင်တစ်ထိုင်နေပြီးမင်းညကအိမ်မက်ကိုတတိယသွားတော့သူ့ပက်လက်ကြည့်ဖို့တောင်ကျွန်တော်တတိမရှိတော့ဘူးဗျာကျွန်တော်ကစိတ်လှုပ်ရှားလာရင်အလုတ်ရှုပ်ချင်အောင်ဆောင်တက်တဲ့အချင်းရှိတယ်အဲ့ဒါကြောင့်ခုံမှာထိုင်လိုက်တာနဲ့စပွဲခုံကိုပဲထက်ခါတလဲလဲတုံနေလိုက်မိတယ်အဲ့ဒီအချိန်မှာပဲသူကရုတ်တရက်ကြီးညဘက်အိမ်ရင်ဖက်လုံးကိုသွားမဖက်နဲ့လို့ပြောလိုက်တာဗျာဟာကျွန်တော်ချက်ချင်းပဲကြောင်အန်းသွားတာပေါ့နင်းငါ့ကိုပြောနေတာလားဒီမှာနင်းနဲ့ငါကလွယ်ရင်တခြားဘယ်သူရှိသေးလို့လဲကျွန်တော်ကောင်းထဲမှာဒီမေးခွန်းကချက်ချင်းကြီးပေါ်လာတာသူကငါဖက်လုံးဖက်အိတ်တာကိုဘယ်လိုလုပ်သိတာလဲမဟုတ်သေးပါဘူးအဓိကအချက်ကအဲ့ဒါမဟုတ်ဘူးငါဖက်လုံးဖက်အိတ်တော့သူနဲ့ဘာဆိုင်လို့လဲငါကဘာလို့ဖက်လို့မရရမှာလဲအခုကစပြီးငါရဲ့အိတ်တဲ့အချင်းကိုပါသူကလိုက်ချုပ်ကင်တော့မှာလားဒီကောင်မလေးကဘာလို့ဒီလောက်တောင်စိတ်အတက်ကြမြန်ရတာလဲဒါပေမဲ့အမှန်တိုင်းပြောရရင်တော့သူကကျွန်တော်ကိုအရင်စကားလာပြောတယ်ဆိုတာကတကယ်ကိုမယုံနိုင်စရာကြီးဖြစ်နေခဲ့တာပါဒီလိုနဲ့ညဘက်စာကြည့်လိုက်ကနေအိမ်ပြန်လမ်းမှာလဲကျွန်တော်ကောင်းတဲ့ထိုးကောင်မလေးပြောတဲ့စကားတွေကြီးပဲပက်ချလဲနေတော့တာပေါ့သူကငါဖက်လုံးဖက်အိတ်တာကိုဘယ်လိုလုပ်သိတာလဲဟာငါအခန်းထဲမှာကင်မရာများခိုးတက်ထားတာလားမဖြစ်နိုင်တာဗျာဘလို့မှုယုတ်တိမရှိဘူးဒါနဲ့နေပါဦးအမေကဘာဆက်ပြမို့အစ်စ်တွေပြောင်းသုံးလိုက်လဲတော့မသိဘူးအနံ့ကတော်တော်လေးမွေးတာပဲဗျထူးဆန်းတာကအဲ့ဒီအနံ့ကကျွန်တော်အတွက်တနေရာရာမှာရဘူးတလူလိုနဲ့ရွေးနေတယ်ဘယ်နားမှာလဲဆိုတာဒါစဉ်းစားလို့မထွက်တာဒါပေမဲ့ရှန်ချမ်းမင်းကဖက်လုံးမဖက်နဲ့လို့တားလေးလေကျွန်တော်ကပို့ပြီးတော့တောင်ကြက်ကြက်ကြီးဖက်အိတ်ချင်လေးလေးပဲဗျာအဲ့ဒီညမှာလဲကျွန်တော်ရှန်ချမ်းမင်းအကြောင်းထပ်ပြီးအိမ်မက်ပြန်ရောဒီတစ်ခါအိမ်မက်ကတော့မနေ့ညကထပ်တောင်ပို့ပြီးတော့အနေရများနေပြီဗျာကျွန်တော်ကအသက်16နှစ်အရွယ်ရိုးရိုးရေးကောင်လေးတယောက်ပါဗျာဘာလို့ဒီလိုအိမ်မက်တွေလာမက်နေရတာလဲဒါပေမဲ့ဒါကတကယ်အရှိတရားပဲလေမနဲ့မိုးလင်းလို့အိယာကနိုးတဲ့အချိန်မှာတောင်အိမ်မက်ကြီးကဘာလို့ဆော့ဆော့စီစီပြီးသွားရတာလဲဆိုပြီးနှမျောတောင်နေမိသေးတယ်မှန်ထဲမှာကိုပြန်ကြည့်လိုက်တော့ပပြင်ကနေလေပင်းထီတကိုယ်လုံးနေရနေတာပဲအဲ့ဒါကိုကြည့်ပြီးကျွန်တော်တွေးမိတာကငါအုံနောက်တော့တကယ်ကြီးသွားပြီထင်နေဆိုတာပဲကျောင်းရောက်တော့လဲရှန်ချမ်းမင်းမျက်နှာကိုလှည့်ကြည့်ဖို့တောင်ကျွန်တော်မှတတိမရှိတော့ဘူးဒါပေမဲ့တကယ်တော့သူကိုယ်တိုင်လဲကျွန်တော်အကြည့်တွေကိုရှောင်းနေမှန်းကျွန်တော်တတိမထားမိခဲ့ဘူးဗျအဲ့ဒီအချိန်မှာပဲအတန်တဲကကောင်းမလေးတယောက်ကကျွန်တော်တို့ခုံသားကနေဖြတ်သွားရင်းနဲ့ရေချင်းစိတ်ကိုအောင်ပြီးနင်းတို့နှစ်ယောက်လုံးရဲ့မျက်နှာတွေကဘာလို့ဒီလောက်တောင်နေရနေရတာလဲကောင်းလေးနဲ့ကောင်းမလေးရှက်နေတဲ့အတိုင်းပဲနေပါဦးနင်းတို့နှစ်ယောက်တိတ်ပုံတွဲနေကြတာတော့မဟုတ်ပါဘူးနော်လို့လာနောက်သွားသေးတယ်အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့နှစ်ယောက်ကြားထဲမှာပို့ပြီးတော့တောင်နေရခတ်သွားကြတာပေါ့ဒါပေမဲ့အနားယူချိန်လဲကြာရောရှန်ချမ်းမင်းကတိုးတိုးလေးလာပြောတယ်ဗျညဘက်ကျရင်ဖက်လုံးကိုသွားမဖက်ပါနဲ့လို့ငါနင့်ကိုပြောထားတယ်မလားတဲ့ကျွန်တော်လဲစိတ်တူတူနဲ့ပဲနင်ပြောနေတဲ့စကားတွေကတကယ်ကြီးထူးဆန်းလွန်းနေပြီးပထမဆုံးအချက်ကငါဖက်လုံးဖက်အိတ်တာကိုနင်ကဘယ်လိုလုပ်သိတာလဲလို့ပြန်အောင်မိတာပေါ့သူကစက္ကန့်ပိုင်းလောက်တိတ်သွားပြီးမှတိုးတိုးလေးထပ်ပြောတယ်ညတိုင်းနင်ဖက်ပြီးအိတ်နေတဲ့ဖက်လုံးကြီးကတကယ်တော့ငါဆိုရင်ကောတဲ့သူ့စကားလဲကြာရောကျွန်တော်အုံနောက်ကြီးဗလာဟင်းလင်းဖြစ်သွားတော့တာပဲဘာလို့လဲဆိုတော့အိမ်မက်ထဲမှာမြင်နေရတဲ့ကောင်မလေးကတကယ်ကြီးရှန်ချမ်းမင်းဖြစ်နေလို့ပဲဒါပေမဲ့လက်တွေ့ဘဝမှာတော့ကျွန်တော်ကတာမန်ဖက်လုံးကြီးကိုပဲဖက်ထားတာလေဟုတ်တယ်မလားရှန်ချမ်းမင်းကကျွန်တော်မျက်လုံးတွေကိုစိုက်ကြည့်ပြီးနေုံမှမဟုတ်ဘူးဆိုတာငါသိပါတယ်ဒါပေမဲ့ငါမှတက်တည်ရှိတယ်လို့ပြောလိုက်တဲ့နောက်တစ်စက္ကန့်မှတင်ပဲရွေးနေတဲ့ထိုးအနက်မွေးမွေးလေးကကျွန်တော်နှာခေါင်းထဲကိုချက်ချင်းတိုးဝင်လာပါတော့တယ်ကျွန်တော်ချက်ချင်းကြီးစွန့်သွားတယ်ဗျာဘာလို့လဲဆိုတော့အဲ့ဒီအနက်ကျွန်တော်ဖက်လုံးစီကရတဲ့အနက်နဲ့တထေရတဲ့တူနေလို့ပဲသူကမေ့သွားပြီလားနင်းမအိတ်ခင်အမြဲတမ်းဖက်လုံးနာသွားပြီးအနက်ခံတမန်ငါကြိုသိတယ်လေအခုတော့တက်တည်ရသွားပြီမလားတဲ့ဟာကျွန်တော်တကယ်ကြီးကြောင်သွားရပြီဒါဆိုရှန်ချမ်းမင်းပြောနေတာတွေအကုန်လုံးကတကယ်ကြီးပေါ့ကျွန်တော်လဲစိုးရင်ကြီးနေတာဒါကြီးကဘယ်တုန်းကလေးကဖြစ်နေတာလဲလို့တိုးတိုးလေးမေးလိုက်မိတယ်သူကပြီးခဲ့တဲ့ semester ပိတ်ရက်တွေကလေးကလို့ပြန်ပြောတော့ကျွန်တော်သူ့ကိုပါဆက်အဟောင်းသားနဲ့ကြည့်နေမိတော့တာပဲဆိုလိုတာက10ရက်ကြော်ကြီးတောင်များအဲ့ဒီလောက်ရဲ့အကြာကြီးသူကညတိုင်းဓာတွေကိုခန်းစားနေခဲ့ရတာပေါ့ကျွန်တော်ကတော့အကျင့်တိုင်းညတိုင်းဖက်လုံးကိုအားရပါရကြက်ကြက်ကြီးဖက်အိတ်ခဲ့တာလေအဲ့ဒီချိန်မှာပဲကျွန်တော်အခန်းထဲကမြင်ကွင်းတွေကခေါင်းထဲကိုဒုံကလေးပြေးဝင်လာတော့တာပဲတခါတလေအင်ဂျီပလာချင်းနဲ့ရှောက်သွားတာတွေကတင်ပေါ်မှာပက်လက်တစ်မျိုးမှောက်ခုံတစ်ဖုံအိတ်ချင်တယ်လို့အိတ်တာတွေနောက်ပြီးယောက်ျားလေးတွေရဲ့ကိုရေးကိုရာကိစ္စတွေကိုလုံးမိတာတွေထိပြေးမြင်ပြီးကျွန်တော်မျက်နှာကြီးချက်ချင်းခရမ်းချင်သည်လို့နေရဲသွားတော့တာပေါ့ရှန်ချမ်းမင်းကမျက်နှာလေးအောက်ချပြီး sorry ပါငါ့ကိုခွင့်လွှတ်ပါတဲ့ပထမဆုံးညကလေးကနင့်ကိုပြောပြမလို့ပဲနေ့စီ friend request ပို့တာကိုနင်ကလက်မခံခဲ့ဘူးလေအမှန်တိုင်းပြောရရင်ငါလည်းနားမလည်ဘူးညရောက်တာနဲ့ငါကအိတ်လို့မရတော့ပဲနင့်ဖက်လုံးစီကိုအလိုရောက်သွားတာနင်အဆင်မပြေရင်တခြားဖက်လုံးတစ်လုံးပြောင်းသုံးကြည့်ပါလားတဲ့ဗျာအဲ့ဒီနေ့ကစပြီးကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကပို့ပြီးတော့တောင်နေရခတ်သွားရတယ်အရင်ကတာမန်တန်းဖော်တွေဆိုပေမဲ့အခုတော့ကျွန်တော်တို့ကြားထဲမှာလှုပ်ဝက်ချက်တစ်ခုရှိနေပြီလေ
အဲ့ဒီညမှာပဲကျွန်တော်သုံးနေကြဖက်လုံးကြီးကိုယူပြီးအခန်းထဲကဆိုဖာပေါ်သွားထားလိုက်တယ်ဒါဟာကျွန်တော်ဘက်ကနေသူ့ပေါ်အများကြီးစာနာပေးလိုက်တာပဲမဟုတ်ရင်အဲ့ဒီဖက်လုံးကိုဘီရိုထဲမှာတော့ခတ်ပိတ်ထားလို့လည်းရတာပဲလေအနည်းဆုံးတော့သူညဘက်ရုတ်တရက်ကြီးရောက်လာရင်တော့ဆိုဖာပေါ်မှာဆိုတော့နည်းနည်းတက်တောင့်တက်တာရှိတာပေါ့ဒါပေမဲ့ဖက်လုံးမဖက်ပဲအိတ်ဖို့ကြတော့လေငဲကျင်းမို့လို့လုံးဝမဖြစ်နိုင်ဘူးဗျအဲ့ဒါကြောင့်ဘီရိုထဲကတခြားဖက်လုံးအစ်စ်တစ်လုံးထုတ်ပြီးဖက်အိတ်လိုက်တယ်နောက်တစ်နေ့ကြောင်းရောက်တော့ကျွန်တော်သူ့ကိုသွားမိလိုက်တယ်မနေ့ညကငါဖက်လုံးပြောင်းလိုက်တယ်လေနေရောက်လာသေးလားအဟောင်းကိုဆိုဖာပေါ်တင်ထားခဲ့တာနင်ကောကောင်းကောင်းအိပ်ပျော်ရလာလို့ရှန်ချမ်းမင်းကတဲကြီးပြန်ဖြေတယ်မနေ့ညကလည်းငါအဲ့ဒီဖက်လုံးအဟောင်းစီကိုပဲရောက်သွားတာပဲတဲ့ကျွန်တော်ချက်ချင်းကြီးကြောက်ရွံ့လို့တောက်ခဲသွားမိတယ်နေပါဦးဒါဆိုရင်ငါကဘယ်ဖက်လုံးကိုပဲဖက်ဖက်နင်ကအဲ့ဒီဖက်လုံးစီကိုပဲရောက်လာမှာပေါ့ဟုတ်လားသူကတိုးတိုးလေးကောင်းချင်းပြတယ်ဗျအဲ့ဒါနဲ့ကျွန်တော်လည်းနေရခက်ခက်အပြုံးကြီးနဲ့အေးပါဒါဆိုဒီနေ့ညဖက်လုံးမဖက်ပဲအိပ်ဖို့စူးစမ်းကြည့်ရတာပေါ့လို့ပြောလိုက်တယ်ဒါပေမဲ့ဒါကကျွန်တော်အတွက်တကယ်ကြီးကိုခက်ခဲလုံးပါတယ်ဗျာညကြတော့ကတင်ကျဲကြီးပေါ်မှာဟိုဘက်လက်ဒီဘက်ဆောင်းနဲ့ဘလို့မှအိပ်လို့မပြောဘူးဖြစ်နေတော့ဖုန်းကတုံခါသွားပြီးရှန်ချမ်းမင်းစီကမက်ဆေ့ချ်ဝင်လာတယ်တကယ်လို့အိပ်လို့မရရင်ဖက်လုံးဖက်ပြီးအိပ်လို့ရပါတယ်ဒါပေမဲ့အရန်ကြီးကြက်ကြက်ကြီးမဖက်မိဖို့ပဲတတိထားတဲ့မက်ဆေ့ချဖက်ပြီးတာနဲ့ကျွန်တော်အုံနောက်ကြီးရှော့ဖြစ်သွားတာပဲဗျာအရန်ကြက်ကြက်ကြီးမဖက်နဲ့ဆိုတာဘာအတိတ်ပဲကြီးလဲဒါကဘာစကားပြောတာလဲဟာဒါပေမဲ့ okay လေအခုတော့သဘောပေါက်သွားပြီးဒီဖက်လုံးကရှန်ချမ်းမင်းနဲ့တိုက်ရိုက်ချိတ်ဆက်နေတယ်လို့တွေးလိုက်မိတာနဲ့တည်းကျွန်တော်ရင်တွေပိုးပြီးဒုံ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 နဲ့ခုန်လာတော့တာပဲရှန်ချမ်းမင်းနေရောက်နေပြီမလားဟင်စိတ်ချပါဒီနေ့တော့ငါတော်တော်လေးဖွားဖွားလေးပဲဖတ်ထားပါတယ်လို့စိတ်ထဲကရေရွတ်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ကြီးကျွန်တော်နိုင်ရွက်နာကနေနင်ဘာရီလာပြီးထူးထူးဆန်းဆန်းတွေလုပ်နေတာလဲဆိုတဲ့အတန်ကြီးထွက်လာတာဗျာကျွန်တော်ကတင်ပေါ်ကနေအလန့်တကြားနဲ့ဝုန်းကနေစက္ကနဲ့ခုန်ထားမိသွားတယ်ဟာရှန်ချမ်းမင်းနင်ကစကားပါပြောလို့ရနေပြီလားလို့မေးတော့သူလည်းနည်းနည်းကြောင်သွားတဲ့ပုံစံနဲ့အရင်ကတော့ပြောလို့မရပါဘူးဒီနေ့မှဘာလို့ရုတ်တရက်ကြီးအတန်ထွက်လာလဲငါလည်းမသိဘူးဟိုတနေ့ကနင်ကအနံ့ကိုရုတ်တရက်ကြီးရသွားတယ်လို့မျိုးပဲဖြစ်မှာပါတဲ့ကျွန်တော်လည်းချက်ချင်းပဲဒါဆိုနင်ကဖက်လုံးထဲမှာတဖြည်းဖြည်းအဆင့်ဆင့်ပြောင်းလဲ evolve နေတာပေါ့ဟုတ်လားဒီနေ့အတန်ထွက်လာတယ်မနှက်ဖြန်ကြရင်ဖက်လုံးကနေလက်တွေခြေထောက်တွေပါထွက်လာအောင်မလားမသိဘူးလို့ပြောလိုက်မိတယ်သူကတော့အေးအေးဆေးဆေးလေတန်းနဲ့ပဲအဲ့ဒါတော့ငါလည်းမသိဘူးအခုတော့ငြိမ်ငြိမ်လေးအိတ်တော့မနှက်ဖြန်ကြောင်းစောစောသွားရမယ်တဲ့စက္ကန့်ပိုင်းလောက်နေတော့အခန်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်ကျွန်တော်လည်းမယုံနိုင်ပဲအခန်းမျက်နှာချက်ကိုပဲကြည့်နေမိတော့တာပေါ့ဒီကောင်မလေးတကယ်ကြီးအိပ်ပျော်သွားတာလားတကယ်ကြီးဒီလောက်အလွယ်တကူအိပ်ပျော်သွားနိုင်တာလားလို့တွေးနေမိတယ်ဒါပေမဲ့တကယ်တနာကြီးကအဲ့ဒီကြမှာစတာပြတညာလုံးကျွန်တော်နားထဲမှာအတန်တန်ကပတ်ချလဲနေခဲ့တာကြံဟန်ရှန်ထားတော့နောက်ကြတော့မယ်ကြံဟန်ရှန်မြန်ထားတော့ဆိုပြီးတော့ပေါ့ကျွန်တော်လည်းအိတ်ချင်မှုတူးနဲ့စိတ်တူတူနဲ့ပဲရှန်ချမ်းမင်းတော်ပါတော့နင်းတညလုံးငါ့ကိုလှမ်းခေါ်နေတာပဲလို့អော်လိုက်မိတယ်သူကချက်ချင်းကြီးနင်အခုထိအိတ်နေတော့လားမနက်ခင်းစာကြည့်ချိန်စားဖို့20မိနစ်ပဲလိုတော့တယ်လို့ပြန်អော်တော့မှကျွန်တော်မျက်လုံးတွေဝုန်းကနေပွင့်သွားတော့တာပဲဗျာသွားပြီငါတော့သွားပြီကျွန်တော်လျက်စီးလက်တလို့အမြန်လုံးနဲ့ကတင်ပေါ်ကနေကောက်ထားပြီးចောင်းကိုပဲအတင်းပြေးရတော့တာပေါ့ရင်ထဲမှာတော့ကြောက်စိတ်တစ်ခုပဲရှိတော့တယ်ဆီယာမစီကနေနောက်တစ်ခါအဆူခံရတော့မယ်ဆိုပြီးရင်တထိတ်ထိတ်နဲ့ပြေးလိုက်ရတာဗျာဒါပေမဲ့ကန်ကောင်းချင်တော့အတန်းခေါ်ချိန်အမိတင်မဲ့စာတင်ငန်းထဲကိုဝုန်းကနေရောက်သွားခဲ့တယ်ခုံမထိုင်လိုက်ရတော့မှပဲတက်ပြင်းချနိုင်တော့တယ်အဲ့ဒီအချိန်မှာပဲတခုခုထူးဆန်းနေတယ်လို့ခံစားလိုက်ရပြန်ရောနေပါဦးပုံမှန်ဆိုရှန်ချမ်းမင်းကကျွန်တော်ထက်အမြဲစောရောက်နေကြလေဒီနေ့ကျမှအခုထိရောက်မလာသေးပါလားတန့်စင်ကန်သွားနေလို့လားမသိဘူးအဲ့ဒီလိုတွေးနေတော့ရှိသေးအတန်းတကားပွင့်လာပြီးရှန်ချမ်းမင်းအထဲဝင်လာတဲ့ကြည်ရတာနည်းနည်းနွမ်းနေနေတဲ့ပုံစံပဲဗျကျွန်တော်ကလည်းမြင်ရောသူကခက်ဖောက်ဖွာလေးပြုံးပြီးလင်းတော့မှဘယ်မှာတောင်းတင်နေတာလဲငါကတော့အိတ်လွန်သွားလို့တဲ့ဗျာဟာကျွန်တော်တငယ်ချင်းဟောင်းကြီးမဟုတ်ပါဘူးကျွန်တော်ခုံဖော်ကောင်မလေးကပါအိတ်လွန်တက်တယ်ပေါ့ရှန်ချမ်းမင်းကတဲကြီးပြန်ပြောတယ်အိတ်လွန်တာကနင်မလားတဲ့ဒါပေမဲ့ငါကအကြောင်းတော့မကြဘူးလေနင်ကဘာလို့နောက်ကျသွားရတာလဲနေ့အိမ်ကအကြောင်းသားတင်မဲ့ဥစ္စာလို့ကျွန်တော်ကမေးလိုက်တော့သူကကျွန်တော်ကိုစိုက်ကြည့်ပြီးမနက်ကနင်ပြောတော့ငါကတညာလုံးနင့်နာမည်ကိုတစားစားခေါ်နေခဲ့တယ်ဆိုတဲ့သူ့စကားကြောင့်ကျွန်တော်အုံနောက်ကြီးတစ်စက္ကန့်လောက်ဆုံးသွားရတယ်ဘာလို့လဲဆိုတော့တကယ်အမှန်တရားကြီးကသူကတညာလုံးကျွန်တော်နာမည်ကိုခေါ်နေခဲ့တာလေဒါပေမဲ့ပြဿနာကအဲ့ဒါတွေအကုန်လုံးကကျွန်တော်အိမ်မက်ထဲမှာဖြစ်ခဲ့တာဗျကျွန်တော်အိမ်မက်ထဲမှာခွေးပေါက်လေးတစ်ကောင်မြင်ခဲ့ပြီးအဲ့ဒီခွေးလေးကတညာလုံးကျွန်တော်နာမည်ကိုအော်ခေါ်နေတာဒါပေမဲ့မနက်ကရှန်ချမ်းမင်းပြောလိုက်တဲ့စကားလုံးတွေကအိမ်မက်ထဲကအတိုင်းတထေရတဲ့တူနေတာလေရှန်ချမ်းမင်းတော်ပါတော့နင်တညာလုံးငါနာမည်ပဲခေါ်နေတာဆိုပြီးတော့ပေါ့ကျွန်တော်လမ်းဖြတ်ပြီးသူ့ကိုစိုက်ကြည့်မိတော့တာပဲနင်ကငါအတန်ကိုပါဘလို့လို့အဲ့ဒီလောက်အထိတူအောင်လိုက်တူပါနိုင်ရတာလေဟာကျွန်တော်လည်းနေရခက်ခက်နဲ့ဟာဆိုပြီးရေးလိုက်ရင်အဲ့ဒီခွေးပေါက်လေးနာမည်ကလည်းရှန်ချမ်းမင်းနဲ့ဗျာတိုက်ဆိုင်တာပါနာမည်တူနေတာနေုံတယ်မလားလို့မူတာဝါဒတွေတုံးလိုက်ရတယ်ရှန်ချမ်းမင်းကတော့ကျွန်တော်ကိုစကားတခုမှမပြောပဲစိုက်ကြည့်နေတော့မယ်ကျောင်းစင်းတော့သူကကျွန်တော်ကိုပေါင်မုတ်တစ်လုံးနဲ့နှုတ်တပူလာပေးတယ်ဗျာအဲ့ဒီအချိန်မှာဒီကောင်မလေးကတကယ်ကိုဂယုစိုက်တတ်တဲ့သူပဲလို့ရင်ထဲမှာခံစားလိုက်ရတယ်ကျွန်တော်မနက်စာမစားခဲ့ရမှန်းသူသိနေတာကိုအဲ့ဒီလိုကြည်နူးလို့မှမဆုံးသေးဘူးအတန်းပြင်ကနေရှန်ချမ်းမင်းနင့်ကိုအပြင်မှာတယောက်ယောက်လာတွေ့နေတယ်ဆိုတဲ့အတန်ကြီးထွက်လာရောကျွန်တော်တို့နှစ်ယောက်လုံးအပြင်ထွက်ကြည့်လိုက်တော့ဟိုမှာဗျာတော်တော်လေးချောတဲ့စီနီယာအကိုကြီးတယောက်မတက်ရက်နေတယ်သူ့လက်ထဲမှာလည်းချစ်ခွင့်ပန်စာကြီးကိုကင်လို့ပေါ့ညီမလေးရှန်ချမ်းမင်းဒါအကိုရဲ့ရင်ဖွင့်လာပါအကိုညီမလေးကိုသဘောကျလို့တဲ့ဘေးနားကကောင်မလေးတွေဆိုရင်လည်းစိတ်လှုပ်ရှားပြီးတိုးတိုးနဲ့လာတင်းပြောနေကြပြီဟေးဟိုမှာကြည့်စမ်းအဲ့ဒါငါတို့တက္ကသိုလ်ရဲ့နာမည်ကြီးစီနီယာလျံမလားအရန်ချောတာပဲဟဲ့စားလဲထိတ်ဆုံးကမိသားစုနောက်ခံကလည်းအတော်ချမ်းသာတယ်လို့ကြားတယ်ဆိုပြီးတော့ပေါ့အဲ့ဒီချိန်မှာစီနီယာလျံကတော့ယုံကြည်မှုအပြည့်ရှိတဲ့အပြုံးနဲ့ချစ်ခွင့်ပန်လိုက်ပေမဲ့ရှန်ချမ်းမင်းကတော့ရင်ရင်ကြေးကြေးလေးကောင်းခါပြပြီး sorry ပါ
ကျမပွဲမရခင်အထိရီးစားထားဖို့အစီအစဉ်မရှိသေးလို့ပါလို့ဒဲညင်းပစ်လိုက်တယ်အငင်းခံလိုက်ရပေမဲ့လျံရန်ကခက်ပြုံးပြုံးနဲ့ပဲโอเคလေဒါဆိုပွဲရပြီးမှငါအထက်စူးစမ်းကြည့်တာပေါ်ဆိုပြီးထွက်သွားရောသူထွက်သွားတော့မှကျွန်တော်ကဘေးနားကနေဝါနင့်ကိုလိုက်နေတဲ့သူကတော်တော်ချောတာပဲဟဲ့လို့နောက်ပြောင်ပြီးပြောလိုက်မိတယ်အဲ့ဒီမှာတင်ရှန်ချမ်းမင်းကကျွန်တော်ကိုတဲတဲဆိုင်ကြည့်ပြီးဒါပေမဲ့နင့်လောက်တော့မချောပါဘူးလို့ပြန်ပြောလိုက်တာဗျာဟာကျွန်တော်ချက်ချင်းရင်တုံပန်းတုံဖြစ်သွားရတယ်ငါကချောတယ်ဟုတ်လားငါယုံငါသိပါတယ်မိန်းကလေးရဲ့အခုဆိုသူကကျွန်တော်ကိုအတီလင်းကြီးလာဆန်းနောက်နေပြီဗျအရင်ကရှန်ချမ်းမင်းဆိုတာအေးဆက်ဆက်နဲ့စကားလဲတိတ်မပြောဘာမူရမှလည်းမပြတတ်တဲ့လူမျိုးစားလေးဒီလိုစကားလုံးမျိုးသူ့ပါဇက်ကနေဘယ်တော့မှထွက်လာစရာအကြောင်းမရှိဘူးဒီလိုနဲ့တဖြည်းဖြည်းအချိန်တွေကုန်လာပြီးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးကလည်းနီးလာခဲ့ပြီးရှန်ချမ်းမင်းကလည်းညတိုင်းကျွန်တော်ဖက်လုံးစီကိုခိုးပြီးရောက်လာတော့မဲ့ကျွန်တော်ကိုယ်တိုင်လည်းဒီလိုထူးဆန်းတဲ့အခြေအနေကြီးကိုတဖြည်းဖြည်းအသားကျလာပြီးညဘက်ဆိုသူ့ကိုဖက်လုံးတစ်လုံးလို့ဖက်အိပ်ရတာကိုတာမန်ကိစ္စတစ်ခုလိုဖြစ်သွားခဲ့ပြီဗျာစာမေးပွဲနီးလာလို့ဖိအားတွေကြောင့်ကျွန်တော်တော်တော်လေးစိတ်ဖိစီးနေခဲ့ပေမဲ့ညဘက်ရောက်လို့သူ့ရဲ့တိုးညင်းနဲ့ထွက်သက်ဝင်တက်တန်လေးကိုကြားလိုက်ရရင်ပဲမသိရင်စိတ်ကအလိုလိုအေးချမ်းသွားတတ်တယ်အဲ့ဒါကြောင့်ပဲကျွန်တော်ညတိုင်းညင်းတဲ့အထိစာတွေအသေးအတန်ကြက်ပြပြရှင်တွေပြန်လုပ်ဖြစ်ခဲ့တာပေါ့ဒါကိုကြည့်နေရင်တနေ့မှာတော့ရှန်ချမ်းမင်းကဆက်ပြီးအောက်မထားနိုင်တော့ပဲဟဲဘာလို့အဲ့ဒီလောက်တောင်ပြရခတ်နေရတာလဲဖော်မူလာထဲမှာကိန်းကနန်းတွေထည့်တွက်ရုံပဲဥစ္စာမတွက်တတ်ရင်ငါတင်ပေးရမလားငါကနေ့ရဲ့ကဲတင်ရှင်မနော်နည်းနည်းလောက်ယူသေးဦးလို့ပြောပြီးစာအုပ်ကိုလက်ညှိုးထိုးပြတယ်ပြီးတော့ဒီမိကုန်းတွေကတကယ်တော့ထောင်ချောက်ဆင်ထားတာလေဗျာအန်အောဖို့ကောင်းတာကရှန်ချမ်းမင်းလာတင်ပေးပြီးတဲ့နောက်ပိုင်းခက်ခဲပါတယ်ဆိုတဲ့စာတွေအကုန်လုံးကအလိုလိုလွယ်ကူသွားတော့တာပဲကျွန်တော်ရဲ့တင်ချအမှတ်တွေလည်းတဖြည်းဖြည်းတက်လာခဲ့တယ်အရင်က Mosty စာမှုပွဲတွေမှာကနန်းနှလုံးတွေအမှတ်10ကနန်းပဲရဘူးလေကျွန်တော်ကအခုဆိုရင်အဆင့်စွန်းစွန်းတဲအထိရောက်သွားခဲ့ပြီဗျာစာမွေးပွဲမဖြေခင်တရက်အလိုညမှာတော့သူကတီတီငိမ့်ငိမ့်လေးတန်နဲ့ဒီအခန်းကိုတေချာထက်ကြည့်ထားအောင်မနှက်ဖြန်စာမွေးပွဲမှာပါလာဖို့ရာဂိုင်နှုန်းတော်တော်များတယ်လို့မှာရှာတယ်ကျွန်တော်လည်းချက်ချင်းကောင်းညင်ပြီးโอเคစာတော်တဲ့သူပြောတာကိုတော့ငါလုံးဝအလေးမထားပဲမနေပါဘူးလို့ပြန်ပြောလိုက်တာပေါ့နောက်နေ့မနက်မျက်စိပွင့်လာတာနဲ့ဒီနေ့တက္ကသိုလ်ဝင်ခွင့်စာမွေးပွဲဖြေရမယ်နေပဲတကယ်ကိုအရေးကြီးတဲ့နေ့မို့လို့ best of luck ပါကံကောင်းပါစေဆိုတဲ့သူ့ရဲ့အားပေးတန်လေးကိုအရင်ဆုံးကြားလိုက်ရတယ်အဲ့ဒီလိုနဲ့နှစ်ရက်ဆက်တိုက်စာမွေးပွဲတွေကိုအသေးအတန်ဖြည့်ဆိုခဲ့ကြရပြီဒီလိုနဲ့နောက်ဆုံးတော့အကုန်လုံးပြီးဆုံးသွားခဲ့ပြီဗျာစာမွေးပွဲခန်းထဲကနေထွက်ချင်းပဲကျွန်တော်အသက်ကိုဝါဝါရှူလိုက်မိတော့တယ်ဒီတစ်ခေါက်တော့စာမွေးပွဲဖြည့်နိုင်ခဲ့တယ်လို့ထင်တာပဲကောင်းတဲ့တက္ကသိုလ်တစ်ခုခုမှာတော့ဝင်ခွင့်ရတော့မှာပါဖိအားတွေအကုန်လုံးပြီးဆုံးသွားခဲ့ပြီဒါပေမဲ့အဲ့ဒီညမှာတော့တစ်ခုခုကထူးဆန်းနေခဲ့တယ်ဗျရှန်ချမ်းမင်းကကျွန်တော်ဖက်လုံးစီကိုရောက်မလာတော့ဘူးအဲ့ဒီနောက်ထပ်ညမှာလည်းထပ်မလာတော့ပြန်ဘူးကျွန်တော်ကရင်ပေါ်မှာငင်ငင်လေးလေးလျောင်းရင်တူတူလေးရမိတယ်ငါအားလုံးကိုမေ့လူမိပါတော့ဖြစ်နေပြီပဲအခုဆိုနေငါဖက်လုံးအဖြစ်ပြောင်းပြီးလိုက်ပေးဖို့မလိုတော့ဘူးလေနေလဲတော်တော်လေးပျော်နေမှာမလားလို့စိတ်ထဲကတွေးနေမိတာပေါ့ဒါပေမဲ့ဘာလို့လဲတော့မသိဘူးရင်ထဲမှာတစ်ခုခုလိုအပ်နေတယ်လို့မျိုး၆ကက်ကက်ကြီးခံစားနေရတယ်ဗျာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးတော့ကျောင်းကနေနှုတ်ဆက်ပွဲညစာစားပွဲလေးတစ်ခုလုပ်ပေးတယ်ဗျာရင်ထဲမှာလည်းနည်းနည်းတော့စိတ်လှုပ်ရှားမိတာဘာလို့လဲဆိုတော့ဒါဟာရှန်ချမ်းမင်းနဲ့တွေ့ရမယ်နောက်ဆုံးအခွင့်အရေးဖြစ်နိုင်လို့ပဲလေကျွန်တော်လည်းသူတို့တီးတက်ငါထားတဲ့အခန်းပြင်ဘက်ကိုတဖြည်းဖြည်းလျှောက်သွားလိုက်တယ်အဝေးကနေတင်ရှန်ချမ်းမင်းကိုလှမ်းမြင်လိုက်ရတာပေါ့သူကကောင်လေးတစ်ယောက်နဲ့စကားပြောနေတာဗျာသူ့ကြောပြင်ကြီးကကျွန်တော်ဘက်ကိုလှည့်နေတာကျွန်တော်သူ့ကိုလှမ်းခေါ်မလို့လုံနေတော့အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့တစ်စက္ကန့်မှတင်ပဲရင်ထဲမှာဒုံကနေဆူးနဲ့အထိုးခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီကြမှာကျွန်တော်သဘောပေါက်သွားတာဒါတဝင်တူတာပဲဒီလိုခံစားချက်မျိုးကကျွန်တော်တယောက်တည်းဖြစ်နေတာမဟုတ်ဘူးဗျကျွန်တော်လည်းချက်ချင်းပဲအကြည့်လွဲပြီးအခန်းထဲကိုအမြန်ဝင်လာခဲ့လိုက်တယ်ဒါပေမဲ့အထဲလဲရောက်ရောဟိုမှာကချစ်ခွင့်ပန်တဲ့အခန်းသားကြီးဖြစ်နေပြန်ရောဗျကောင်လေးတယောက်ကပန်းစည်းကြီးကင်ပြီးသူ့ခုံဖော်ကောင်မလေးကို propose လုပ်နေတာအဲ့ဒီ moment ကိုကြည့်ပြီးကျွန်တော်ခေါင်းထဲမှာအတွေ့တစ်ခုပဲပေါ်လာတော့တယ်အချင်းချင်းတိတ်တိတ်လေးသဘောကျနေတဲ့သူနှစ်ယောက်ဆိုရင်ဒီလိုမျိုးပဲဖြစ်မှာလားဆိုပြီးတော့ပေါ့တကယ်ပဲအဲ့ဒီမြင်ကွင်းကအရန်လာတာဗျနှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးပြုံးနေကြတာကျွန်တော်ကတော့သူတို့ကိုကြည့်ပြီးရင်ထဲမှာတိတ်တိတ်လေးတုံဝင်တုံနေမိတော့မယ်အဲ့ဒီအချိန်မှာပဲကျွန်တော်သတိမထားမိပဲအခန်းပြင်ဘက်ကိုလှမ်းကြည့်ကွက်တီပဲရှန်ချမ်းမဲ့အခန်းထဲကိုဝင်လာခဲ့တယ်သူကကျွန်တော်ကိုတဲတဲဆိုင်ကြည့်ပြီးခပ်ဖော့ဖော့အပြုံးလေးနဲ့ Happy graduation ပါနေလဲဂုံယူပါတယ်နော်လို့လာပြောတယ်ဗျာကျွန်တော်လည်းလိုက်ရပြီးနှုတ်ဆက်လိုက်မိတယ်ကြည့်ရတာရှန်ချမ်းမင်းကတခြားစကားတစ်ခုခုထပ်ပြောချင်နေသေးတဲ့ပုံပဲဒါပေမဲ့နောက်ဆုံးတော့သူဘာမှမပြောဘဲငြိမ်သွားခဲ့တယ်နှုတ်ဆက်ပွဲပါတီတစ်ခုလုံးတွင်းမှာသူကကျွန်တော်ဘေးနားမှာပဲတစ်ချိန်လုံးထိုင်နေခဲ့တာဗျာဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်လုံးစကားတစ်ခုမှမပြောဖြစ်ခဲ့ကြဘူးပါတီလည်းပြီးရောအတန်းဖော်တွေအကုန်လုံးကတယောက်ကိုတယောက်ဖက်ပြီးနှုတ်ဆက်နေကြပြီလေငါရဲ့ခုံဖော်ကောင်မလေးရေအမတ်တရအနေနဲ့တစ်ခါလောက်တော့ဖက်လဲတကင်းနှုတ်ဆက်တင်နေမလားနောက်အနာဂတ်မှာဒီလိုမျိုးထပ်တွေ့ခွင့်ရအောင်မလားမသိဘူးလေလို့စိတ်ထဲကတွေးရင်ကျွန်တော်လည်းတတိတွေအကုန်မွေးပြီးရှန်ချမ်းမင်းစီကိုဖြည်းဖြည်းချင်းရှောက်သွားလိုက်မိတော့တယ်ကျွန်တော်ရှန်ချမ်းမင်းကိုလှမ်းဖက်လိုက်တယ်အဲ့ဒီချိန်မှာကျွန်တော်ကောင်းတဲ့တွေးတစ်ခုပဲရှိတော့တယ်ဗျာဒီချိန်လေးသာထပ်ပြီးရက်တက်နေပေးရင်တိတ်ကောင်းမှာပဲဆိုပြီးတော့ဒါပေမဲ့လည်းလောကမှာဘယ်ပါတီပွဲမှထာဝရမတည်မြဲပါဘူးမခွဲခွာခင်မှာပဲရှန်ချမ်းမင်းကခြေဖျားလေးထောက်ပြီးကျွန်တော်ကောင်းကိုခပ်ဖွက်ဖွက်လေးလာထိတယ်ပြီးတော့ဟန်ရှန်နောက်အစင်မပြေတာရှိရင်ငါ့ကိုဆက်သွယ်လိုက်နော်ငါရဲ့ဝစ်ချက်နံပါတ်ကဒီအတိုင်းပဲဘယ်တော့မှပြောင်းမှာမဟုတ်ဘူးတဲ့နောက်မှအတန်း group ထဲကနေတိလိုက်ရတာကရှန်ချမ်းမင်းကတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာအဆင့် top rank နဲ့အောင်ခဲ့တာဗျနာမည်ကြီးတက္ကသိုလ်နှစ်ခုကသူ့ကိုခေါ်ဖို့အပြိုင်ဆိုင်လူနေကြတာပေါ့ဒါပေမဲ့နောက်ဆုံးတော့သူကဟာချင်းတက္ကသိုလ်ကိုပဲရွေးလိုက်တယ်အဲ့ဒီမှာတင်ကျွန်တော်တို့ကျောင်းကနာမည်ကြီးစီနီယာအကိုကြီးရန်ကလည်းသူ့နောက်ကိုလိုက်ပြီးအဲ့ဒီတက္ကသိုလ်ကိုပဲလိုက်တက်သွားတယ်ဗျကျွန်တော်လည်းဖုန်း screen ကိုကြည့်ပြီးနေတက်သွားမိတယ်တော်တဲ့သူတွေကတော့တော်တဲ့သူအချင်းချင်းပဲစုံကြတာပဲပေါ့အခုတော့ကျွန်တော်တို့နှစ်ယောက်တကယ်ကြလမ်းခွဲသွားကြပြီလေအဲ့ဒီနောက်ကျွန်တော်ကတော့တောင်ပိုင်းကတက္ကသိုလ်တစ်ခုမှာပဲဝင်ခွင့်ယူလိုက်တယ်တက္ကသိုလ်ဘဝကကျွန်တော်ထင်တယ်လို့မလွယ်ကူခဲ့ဘူးဗျတခါတလေအထက်တန်းကျောင်းတုန်းကထက်တောင်ပိုပြီးပြင်ပရသေးတယ်ဒါပေမဲ့နေ့ရက်တိုင်းကတော့ဖြတ်တန်းရတာအတိတ်ပဲရှိပါတယ်
ညတိုင်းအိတ်ခါနေရင်ကျွန်တော်ဖက်လုံးလေးကိုဖက်ပြီးငြိမ်လေးပဲအိပ်ပျော်သွားတတ်တယ်ရှန်ချမ်းမင်းအကြောင်းကိုတော့တစ်ခါတလေမှသူ့ရဲ့ social media profile ထဲဝင်ပြီးတိတ်လေးချောင်းကြည့်မိတယ်ဗျာသူ selfie အစ်စ်တင်ထားလားဆိုတာလေးသိချင်လို့တင်ပါသူ့ရဲ့ပင်ကိုအရေးချင်းနဲ့ဆိုအခုလေသူအိမ်မက်ခဲ့တဲ့တက္ကသိုလ်ကြီးမှာတောက်ကနေမှတေးချပါတယ်သူတခြားတော်တဲ့တငယ်ချင်းအစ်စ်တွေအများကြီးလဲရနေလောက်ပြီဖြစ်တယ်လို့ကျွန်တော်လိုတငယ်ချင်းဟောင်းကြီးကိုတော့တတိယဖို့တောင်ခတ်ပါလိမ့်မယ်တစ်ခါတလေရင်ထဲမှာဆန္ဒတစ်ခုပဲရှိမိတယ်နောက်တစ်ခေါက်လောက်ပဲဖြစ်ပြန်ဆောင်ချင်မိတယ်ခဏလောက်စကားပြောရုံလေးတင်မယ်ဖြစ်ပေါ့ပထမနှစ်ဒုတိယ semester ရောက်တော့ကျွန်တော်တို့ခေါ်က senior မမတယောက်ကကျွန်တော်ကိုလာပြီးချစ်ခွင့်ပန်နေဗျာဟန်ရှန်နေအားရင်အပြင်မှာတစ်ခါလောက်ဆုံရအောင်လေးငါထင်တာတော့နင်းကတော်တော်လူကောင်းလေးပါနဲ့အကြောင်းကိုပို့ပြီးသိချင်လို့တဲ့ကျွန်တော်စက္ကန့်ပိုင်းလောက်တိတ်သွားပြီးမှတိုးလေးပြန်ပြောလိုက်တယ်စီနီယာမမကျွန်တော်တကယ်ပဲတောင်းပန်ပါတယ်ခင်ဗျာကျွန်တော်ရင်ထဲမှာအရင်ကတည်းကလူတယောက်ရှိနေလို့ပါလို့သူကလည်းအားနာတဲ့အပြုံးလေးနဲ့အော်ဒါဆိုမမနောက်ကျသွားတာပေါ့တဲ့အဲ့ဒီနောက်ပိုင်းကျွန်တော်အခန်းဖော်တွေကကျွန်တော်ကိုဝိုင်းစားကြတော့တာပေါ့ဟောက်စီနီယာမမကိုယ်တိုင်ချင်းတာကိုတော့နင်းကညင်းလိုက်တယ်ပေါ့နင်းကဘာလို့ဒီလောက်တောင်အေးဆေးနေနိုင်ရတာလဲဆိုပြီးတော့ပေါ့ဗျာရင်ထဲမှာတခြားသူရှိနေလို့လားဒါမှမဟုတ်တစ်သက်လုံးကွန်ပျူတာကြီးနဲ့ပဲအုံမင်းသွားဖို့စိတ်ကူးထားတာလားဆိုပြီးတော့ပေါ့ဗျာကျွန်တော်လည်းဘာမှပြန်မပြောပဲခက်ပြုံးပဲနေလိုက်တယ်သူတို့ဘယ်နားလဲပါမလဲကျွန်တော်ရင်ထဲမှာတကယ်ကြီးကိုအရေးပါတဲ့အထူးသီးသက်လူတယောက်ရှိနေခဲ့တာကြာလာပြီဥစ္စာအဲ့ဒါကိုအခန်းပေါ်ကအမလေးဗျာအထူးသီးသက်လူတောင်ရှိနေသေးတယ်ငါကနေ့ရဲ့အသေးကြော်ထင်နေတာဆိုပြီးဝုန်းခနဲ့အော်ရတော့တာပဲကျွန်တော်လည်းလိုက်ရရင်းနဲ့တကယ်ပြောတာပါဟာငါမှတကယ်ရှိတယ်လို့ပြန်ပြောလိုက်မိတယ်ဒီလိုနဲ့နောက်တနေ့မနေ့လဲကြာရောကျွန်တော်ဖုန်းကြီးရုတ်တရက်ဝုန်းခနဲ့တုံခါသွားတယ် message ချပို့တဲ့သူကိုမြင်လိုက်ရတဲ့နောက်တစ်စက္ကန့်မှတင်ပဲရင်ဘက်ကြီးတစ်ချက်တည်းနဲ့ဆိုသွားပြီးအသက်ရှူပါရက်မတက်ဖြစ်သွားရတယ်ဗျာဘာလို့လဲဆိုတော့ပို့လိုက်တဲ့သူကရှန်ချမ်းမင်းဖြစ်နေလို့ပဲဟန်ရှန်နေအားရင်အပြင်မှာခဏဆုံပြီးစကားပြောရအောင်လေးတဲ့ကျွန်တော်ကတင်ပေါ်ကနေဝုန်းခနဲ့ကုန်းထထိုင်မိတယ်ဒါတကယ်ကြီးသူစီကလာတဲ့ message ပဲဗျာကျွန်တော်မျက်နှာပေါ်မှာထိမရသိမရအပြုံးကြီးတစ်ခုချက်ချင်းပေါ်လာတော့တာပေါ့အားတာပေါ့အာယုံတင်ပေကမလဲအခုတလောတော်တော်ကြီးကိုအားနေတာကျွန်တော်ပြရခက်နေတော့အခန်းဖော်ကစောင်းကြီးကောင်းကြီးခြုံတဲ့ကနေစိတ်တူတူနဲ့ဟောင်းဟန်ရှန်မနဲ့စောစောစီးစီးပါရီလာဆူညံနေတာလဲနင်းကူတင်ကြီးကိုစောင့်ကန်ပြီးဖြက်စီးနေတာလားလို့အိတ်ချင်မှုတူနဲ့လန့်အော်တော့တာပဲဘာလို့လဲဆိုတော့ကျွန်တော်ကစိတ်လှုပ်ရှားလွန်းလို့ကိုတော့မထိန်နိုင်ပဲပြရခက်နေမိတာကိုဟိတ်ကောင်လေးငါမနေ့ကပြောပြတဲ့ငါရဲ့အထူးတီးတန့်တငယ်ချင်းဟောင်းကြီးလေအခုသူစီက message ခဝင်လာတယ်ငါ့ကိုအပြင်မှာစုံဖို့ချိန်နေဟိအဲ့ဒါကြောင့်ဒီနေ့တော့ငါနေတို့နဲ့အတူမနေနိုင်တော့ဘူးလို့အော်ပြောလိုက်မိတယ်အခန်းဖော်တွေလည်းတယောက်ကိုတယောက်ကြည့်ပြီးအော်ဒါဆိုတကယ်ကြီးအထူးတီးတန့်တငယ်ချင်းရှိနေတာပေါ့ကြည်စမ်းအိမ်မက်တွေတကယ်ဖြစ်လာလို့ပျော်နေတဲ့ယုံမျိုးနဲ့ဆိုပြီးဝိုင်းရကြလေရဲ့ကျွန်တော်လည်းအဝတ်စားတွေကိုလျှက်စီးလက်တလို့အမြန်ဆုံးလဲပြီးသူချင်းထားတဲ့ကဖေးဆိုင်ကိုအပြေးလွှားသွားလိုက်တော့တာပဲအဝေးကနေတင်ပြတင်းပေါက်ပေးမှာထိုင်နေတဲ့ရှန်ချမ်းမင်းကိုလှမ်းမြင်လိုက်ရတဲ့သူကအရင်ဆုံးရောက်နေတာပြဆိုင်ထဲမဝင်ခင်မှာရင်ထဲကတုံးလုံးမှုကိုအရင်ဆုံးထိန်းလိုက်ပြီးအသက်ကိုဝါဝါရှူလိုက်ရသေးတယ်သူ့ရှိမှဝင်ထိုင်လိုက်တာနဲ့သူကခက်ဖောက်ဖွာလေးပြုံးပြပြီးမတွေ့ရတာကြာပြီးတော့ဟန်ရှန်နင်ကတော့လုံးဝကိုမပြောင်းလဲဘူးပဲတဲ့ကျွန်တော်လည်းရေချင်စိတ်ကိုအောင်ပြီးငါကဘာလို့မပြောင်းလဲရမှာလဲလို့ပြန်ပြောလိုက်ပေမဲ့ရင်ထဲမှာတော့ဟာဒါအရင်ကငါရဘူးတဲ့ထိုအနက်မွေးမွေးလေးပဲတကယ်ကိုလွန်းစရာကောင်းလိုက်တာဆိုပြီးသဘောကျနေမိတာပေါ့သူကကော်ဖီကိုမှွေရင်းနဲ့တက္ကသိုလ်ဘောကဘလို့လဲအဆင်ပြေရဲ့လားလို့မေးတယ်အဆင်ပြေတာပေါ့တငယ်ချင်းအစ်စ်တွေအများကြီးရတယ်လို့ပြန်ဖြေလိုက်မိတယ်အဲ့ဒီအချိန်မှာပဲသူကကျွန်တော်မျက်လုံးတွေကိုတက်စိုက်ကြည့်ပြီးနေငါ့ကိုတတိယမိတဲ့အချိန်တွေကရှိလာလို့တဲကြီးမေးလိုက်တာဗျာကျွန်တော်လည်းဘာမှတွန်တွဲမနေပဲချက်ချင်းပဲတတိယတာပေါ့နင်ကငါအတွက်အမြဲတမ်းအထူးတီးတက်လူပဲဥစ္စာအဲ့ဒါကြောင့်နင့်ကိုပဲတတိယနေမိတာလို့ပြန်ပြောလိုက်တယ်ပြီးတော့မှတိုးလေးနဲ့ဒါနဲ့နင်ကောလို့ပြန်မေးလိုက်မိတယ်ရှန်ချမ်းမင်းရဲ့မျက်ဝန်းလေးတွေကချက်ချင်းအေးလဲသွားပြီးငါလဲနင့်ကိုအရန်တရိရတာလို့ပြောလိုက်တဲ့ချက်ချင်းမှတင်ပဲကျွန်တော်နှလုံးခုန်တန်ကြီးကတစ်စက္ကန့်လောက်ရပ်တန့်သွားတယ်လို့ခံစားလိုက်ရတယ်ဗျာအတိအကျပဲအဲ့ဒီလိုကြည်နူးစရာအခိုက်တန့်ဖြစ်နေတုံးရှိသေးရုတ်တရက်ကြီးကျွန်တော်ကြောပြင်ဘက်ကနေကောင်မလေးတယောက်ရဲ့အတန်ကြီးဝုန်းကနေထွက်လာရောဟန်ရှန်ဟဲတကယ်ကြီးနေမဲပဲတဲ့ကျွန်တော်လှည့်ကြည့်လိုက်တော့ဟာသွားပြီးကျွန်တော်တက္ကသိုလ်ကစီနီယာမမဖြစ်နေတာဗျာကျွန်တော်ရင်ထဲမှာတော့ကဲကြပါဦးဗျာငါ့ကိုဒီနေရာကနေအမြန်ဆုံးကဲထုတ်ပေးကြပါလို့အော်နေမိတော့တာပဲထိုစီနီယာမမကရှန်ချမ်းမင်းကိုလှမ်းကြည့်ပြီးစားနောက်တဲ့လေတန်ကြီးနဲ့အိုးဒါကနေ့ရဲ့ရီးစားလားဆိုပြီးစီနီယာမမကမေးလိုက်တာဗျာကျွန်တော်လည်းလမ်းဖြတ်ပြီးချက်ချင်းလက်ကပြလိုက်ရတယ်ဟင်းမဟုတ်ပါဘူးဗျာသူကကျွန်တော်ရဲ့အထက်တန်းကျောင်းလုံးကအတန်းဖော်ပါဒီကိုကိစ္စလေးရှိလို့လာရင်းနဲ့အပြင်မှာတာမန်ပဲဆုံးဖြစ်ကြတာလို့အသေးအတန်ညင်းလိုက်မိတယ်စီနီယာမမကပြုံးပြီးအော်โอเคသဘောပေါက်ပြီဒါဆိုမမနှောက်ယှက်မနေတော့ဘူးနော်နောက်တစ်ခါကျမှမမမုန်းလိုက်ကြွေးမယ်ဆိုပြီးထွက်သွားရောဒါပေမဲ့အခြေအနေကပို့ပြီးတော့တောင်ရှုပ်ထွေးသွားတယ်ဗျာဘာလို့လဲဆိုတော့အခုချိန်မှာကျွန်တော်ဘက်ကဘာမှလိုက်ရှင်းပြလို့မရတော့တဲ့အခြေအနေကြီးဖြစ်သွားလို့ပဲတကယ်ကြီးကိုရှင်းရခက်သွားတာစီနီယာမမထွက်သွားပြီးတဲ့နောက်ရှန်ချမ်းမင်းကအဲ့ဒီဘက်ကိုစက္ကန့်ပိုင်းလောက်စိုက်ကြည့်နေခဲ့တယ်ကျွန်တော်လည်းတိုးလေးချမ်းမင်းလို့ခေါ်လိုက်တော့မှသူကလက်တွေးပေါ်ရတယ်ပြန်ရောက်လာပြီးရုတ်တရက်ကြီးနေအခုတခြားတယောက်ယောက်နဲ့တွဲနေတာရှိလားလို့တဲမေးချင်ရောလုံးဝမရှိပါဘူးဗျာခုနကစီနီယာမမက club ကိစ္စလာပြောတာကအရင်ကသူတို့ခေါ်ထဲဝင်ဖို့လာပြောဘူးတယ်ဒါပေမဲ့ကျွန်တော်ရင်ရင်ကြေးပဲညှင်းလိုက်တာလို့အမြန်ရှင်းပြလိုက်ရတယ်အဲ့ဒီနောက်ကျွန်တော်တို့နှစ်ယောက်ကြားထဲမှာခဏလောက်တိတ်ဆိတ်သွားပြန်တယ်ပြီးတော့မှရှန်ချမ်းမင်းကတိုးလေးထပ်ပြောတယ်ဟန်ရှန်ငါတို့တယောက်ကိုတယောက်ဒီထက်ပိုပြီးသိအောင်စူးစမ်းကြည့်ကြမလားတဖြည်းဖြည်းနဲ့တယောက်ရဲ့ကဘာထဲကိုတယောက်ဝင်ကြည့်ကြမလားတဲ့ဟာကျွန်တော်သူ့ကိုဘာအမှုရာမှမပြနိုင်ပဲကြောင်အန်းကြီးစိုက်ကြည့်နေမိတော့တာပဲရှန်ချမ်းမင်းကိုယ်တိုင်ကကျွန်တော်နားကိုတိုးဝင်လာခြင်းနေတယ်ဆိုတာကိုကျွန်တော်ကိုတော့မယုံနိုင်ဘူးဗျာဘာပြန်ဖြစ်ရမလဲဆိုပြီးအကြာကြီးစဉ်းစားနေမိတယ်အဲ့ဒီလောက်အကြာကြီးစဉ်းစားပြီးမှကျွန်တော်ပါဇက်ကနေထွက်သွားတဲ့စကလုံးနှစ်ခုံးကနင်းအဆင်ပြေရင်တော့နင်းသဘောပေါက်တဲ့နောက်တစ်စက္ကန့်လဲကြာရောကိုပြန်ပြီးတောက်ခတ်မိတယ်ဗျာဟာ
မင်းကတော့တကယ်ငတုံးပဲဒီလိုမိုမန့်မျိုးမှာကောင်မလေးကိုအရင်လာပြီးရင်ဖွင့်ခိုင်းရလားငါဘက်ကနေပဲသူ့နောက်ကိုအသေးတန်လိုက်ခဲ့ရမှာဥစ္စာအဲ့ဒီမှာရှန်ချမ်းမင်းကခပ်ဖွားဖွားလေးရေလိုက်ပြီးဒါဆိုလဲ okay လေးတဲ့အဲ့ဒီနေ့မှာပဲကျွန်တော်တို့နှစ်ယောက်အတူတူညစာစားကြတယ်သူအကြိုက်ဆုံး strawberry ကိတ်မုတ်ကိုလည်းမပေးခဲ့သေးတယ်ပြီးတော့ရုပ်ရှင်အတူတူကြည့်ပန်းချန်တူသွားနဲ့တာမန်ချစ်သူကြီးစားတွေတဲလှုပ်ရင်လှုပ်လို့ရှိတဲ့အသေးဖွဲရလေးတွေအကုန်လုံးကိုအတူတူလှုပ်ခဲ့ကြတာပေါ့ညဘက်ကျတော့ hotel တစ်ခုထဲမှာတင်အခန်းနှစ်ခန်းတီးတန့်ခွဲပြီး booking လုပ်လိုက်တယ်မအိတ်ခင်မှာသူကပြုံးပြပြီး good night နော်တဲ့ကျွန်တော်ကလည်းနင်လဲ good night ပါလို့ပြန်ပြောလိုက်တယ်တကားမပိတ်ခင်လေးတင်မဲ့သူကတိုးတိုးလေးဟန်ရှမ်းအခုကစပြီးနင်ကငါ့အပိုင်မဲနော်လို့လာပြောသွားသေးတယ်ဗျာနောက်တနေ့မနေ့ကျတော့ကျွန်တော်သူ့ကိုလေးစိတ်အထိလိုက်ပို့ပေးခဲ့တယ်သူထွက်သွားတော့မယ်မြင်ကွင်းကိုကြည့်ပြီးရင်ထဲမှာချက်ချင်းလေးလံသွားတာပဲကိုတော့မထိန်နိုင်ပဲသူ့လက်ကိုဆွဲပြီးကျွန်တော်ဘက်ကိုအတင်းဆွဲသွင်းလိုက်မိတယ်ချမ်းမင်းငါတို့ဘယ်လောက်ထိထက်ဆောင်ရအောင်မလဲအခုကစပြီးတရားဝင်တွဲလိုက်ကြရအောင်လေငါထက်မဆောင်နိုင်တော့ဘူးနောက်နာကတ်မှာနင်းအောင်တရားခဲ့ရင်တော့အဲ့ဒီတာဝန်အကုန်လုံးကိုငါပဲယူပါမယ်လို့အပြတ်ပြောချင်ရောရှန်ချမ်းမင်းကကျွန်တော်ကိုစက္ကန့်ပိုင်းလောက်စိုက်ကြည့်နေပြီးမှဖြည်းဖြည်းချင်းပြုံးလိုက်ပြီး okay လေချစ်သူနစ်စီကိုငါမကြလာတွေ့မှာပေါ့တဲ့ကျွန်တော်လဲ okayငါလာမကြိုတော့ဘူးနော်နင်ပဲကိုဘာသာကိုလာခဲ့တော့တောက်ကြနေအတန်းပြီးတာနဲ့ငါချက်ချင်းထွက်လာခဲ့မယ်လို့ပြောလိုက်တယ်အဆောင်ပြန်ရောက်တော့ကျွန်တော်အခန်းထဲကအခန်းဖော်ရီစီကိုတန်းသွားပြီးဟေ့ကောင်တွေငါအခုတရားဝင်စင်ကိုဘဝကနေကျွတ်သွားပြီးဟေ့လို့အော်ပြောလိုက်တာပေါ့အခန်းဖော်ရီလည်းချက်ချင်းပဲဝုန်းကနေတုံ့ပြန်ကြတယ်ဝါဟုတ်လားဆရာကြီးဆိုပြီးတော့ပေါ့ဗျာတိုးတက်မှုနှုန်းကတော့ share ပဲဗျာမနေ့ကမှအဆုံးဖို့ပြောနေပြီးဒီနေ့ကျရေးစားတွေဖြစ်နေပြီးအခုတော့အခြေအနေတွေကလုံးဝကိုပြောင်းလဲသွားခဲ့ပြီလေကျွန်တော်ကိုယ်တိုင်လည်းတော်တော်ကြီးကိုအံ့ဩနေမိတာမနေ့ကမှတာမန်တွေ့ဆုံမှုဒီနေ့ကျတော့အတူတူရှိနေကြပြီးအခုလိုအတူရှိနေရပြီမဲ့လဲစက္ကန့်တိုင်းသူ့ကိုတွေ့ချင်နေမိတော့မဲ့ဗျာဒါတွေအကုန်လုံးအိမ်မက်များဖြစ်နေမလားလို့တောင်ထင်ရတယ်ဒါပေမဲ့အတွေ့တစ်ခုကတော့ကျွန်တော်ကိုခဏလာနောက်ရက်နေတော့မဲ့သူကငါ့ကိုဘာလို့သဘောကျရတာလဲကျွန်တော်ဒါကိုစဉ်းစားနေတော့မှပဲရှန်ချမ်းမင်းစီက message ထပ်ဝင်လာတယ်ငနေ့မျိုးကိုအလုပ်ကိစ္စနဲ့လာတာမဟုတ်ဘူးနင့်ကိုလာရှာလာတဲ့ဗျာဟာကျွန်တော်အုံနောက်ကြီးဗလာဟင်းလင်းဖြစ်သွားရပြန်တယ်ဒါဆိုသူကကျွန်တော်အတွက်တီးတန့်ကြီးကိုလာခဲ့တာပေါ့ရင်းထဲမှာတော့ထူးဆန်းတဲ့ခံစားချက်ကြီးနဲ့တူဆုံသွားရတဲ့အချစ်ရဲ့ခံစားချက်ကဘလောက်တောင်တောက်ပလိုက်တယ်လဲဗျအဲ့ဒီညကဖက်လုံးလေးကိုဖက်ပြီးအိတ်လိုက်တဲ့အချိန်မှာထုံးစံတိုင်းရွေးနေကြအနက်မူးမွေးလေးထည့်ရပြန်ရောကျွန်တော်လဲတိုးတိုးလေးရှန်ချမ်းမင်းငါဒီမှာရှိတယ်လို့ပြောလိုက်တော့ငါလဲဒီမှာရှိတယ်ဆိုတဲ့အတန်ကဖက်လုံးလေးကနေထွက်လာတာဗျဒါပေမဲ့မျက်စိပွင့်လာတဲ့အချိန်မှာတော့သူကဖက်လုံးအဖြစ်ပြန်ပြောင်းသွားခဲ့ပြီးကျွန်တော်တော်တော်လေးစိတ်လှုပ်ရှားသွားပြီးနင့်ကိုပြောစရာတွေအများကြီးရှိတယ်လို့စိတ်ထဲကတွေးမိပေမဲ့နှစ်ယောက်လုံးပင်ပန်းနေကြတာနဲ့ပဲ good night လို့ပဲပြောလိုက်မိတော့တယ်နောက်နေ့မနေ့ကျတော့ကျွန်တော်ကျောင်းကအဆောင်မူ counselor စီမာခွင့်တိုင်ပြီးကျောင်းပြင်ပအဆောင် campus ကိုပြောင်းနေလိုက်တော့တယ်ညဘက်အခန်းပြန်ရောက်တာနဲ့ကျွန်တော်တောက်လျှောက်တွေထိုင်ပွားတော့တာပေါ့ရှန်ချမ်းမင်းဒီနေ့ဘာဖြစ်ခဲ့လဲသိလားအဆောင်မူကငါ့ကိုထူးဆန်းတဲ့အကြီးကြီးနဲ့ကြည်နေတာဗျကန်တင်းကအန်တီကလည်းငါ့ကိုထမင်းပုံမထည့်ပေးဘူးဆိုပြီးတော့ပြောရင်းနဲ့မှကျွန်တော်ရုတ်တရက်ကြီးရက်သွားမိတယ် sorry ငါစကားတွေအယမ်းများသွားပြီလားနင်းစိတ်အနှောက်အယှက်ဖြစ်သွားလားမသိဘူးငါပြောတာတွေပြင်းစရာကြီးဖြစ်မနေဘူးမျောလင့်ပါတယ်လို့ပြောလိုက်မိတယ်အဲ့ဒီမှာရှန်ချမ်းမင်းကအေးလူလေးနဲ့ဟင်းနင်ပြောတာတွေကစိတ်ဝင်စားဖို့ကောင်းပါတယ်တဲ့ကျွန်တော်နည်းနည်းအံ့ဩသွားပြီဒါဆိုအထက်တန်းကျောင်းတုန်းကဘာလို့ငါ့ကိုစကားမပြောခဲ့တာလဲလို့မေးလိုက်မိတယ်သူကတီတီငိမ့်ငိမ့်ပဲပြန်ဖြေတယ်အဲ့ဒီတုန်းကနင့်စီမှာအေးဆက်ဆက်အရှိန်ဝါကြီးခိုးတော်ရှိနေတာကိုကြောက်ဖို့ကောင်းလို့ငါအနားမကက်ရဲခဲ့တာလေခဏလောက်နားပြီးတော့မှသူကဆက်ပြောရှာတယ်ငါကပုံမှန်ဆိုလူတွေနဲ့တိတ်မပတ်သက်တတ်ဘူးဒါပေမဲ့နင်ကတော့ချွင်းချက်ပေါ်ငါနင်ပြောတဲ့စကားတွေကိုသဘောကျတယ်ဟန်ရှမ်းတဲ့ဗျာကျွန်တော်လည်းခက်ခွက်လေးရေးမိသွားတယ်အရင်တုန်းကတော့အချစ်ကြောင်းကြည့်ရတာစိတ်ဝင်စားဖို့ကောင်းတယ်လို့ပဲထင်ခဲ့တာအခုကိုယ်တိုင်ကြုံတွေ့လိုက်ရတော့မှဒါတွေအကုန်လုံးကဘလောက်တောင်လက်တွေ့ဆန်ပြီးပြင်းထန်တယ်လဲဆိုတာသိလိုက်ရတော့တယ်ဗျာအဲ့ဒီနောက်မှာတော့အချိန်တွေကဝုန်းကနေကုံဆုံးသွားခဲ့ပြီးတက္ကသိုလ်ခွဲရပြီးတာနဲ့ကျွန်တော်တို့နှစ်ယောက်တရားဝင်လက်ထပ်စာချုပ် marriage register တွားလုပ်လိုက်ကြတယ်ကျွန်တော်လည်းကျွန်တော်ရဲ့ social media ပေါ်မှာနောက်ဆုံးတော့ငါတို့အောင်မြင်သွားပြီဟေ့ဆိုပြီး post တစ်ခုတင်လိုက်တာပေါ့ comment တွေကတော့တန်းဝင်လာကြပြီလေငါအစကတည်းကပြောပါတယ်ဒီကောင်နှစ်ကောင်တစ်ခုခုဖြစ်နေပါတယ်ဆိုတာအထက်တန်းကျောင်းတုန်းကတည်းကသိတာနေတာကိုအခုမှတရားဝင်အတည်ပြုနိုင်တော့တယ်ဂုဏ်ယူပါတယ်ကွာဆိုပြီးတော့ပေါ့ကျွန်တော်လည်းအားရင်တော့ငါမင်္ဂလာဆောင်ကိုတေချာပေါက်လာခဲ့ဦးလို့ပြန်တွေးဖွေးပြန်လိုက်တယ်ညဘက်အခန်းထဲပြန်ရောက်လာတဲ့အချိန်မှာတော့ရင်ထဲမှာခန်းစားချက်တစ်ခုပဲရှိတော့တယ်နောက်ဆုံးတော့ငါခိုးနားရအိမ်လေးတစ်လုံးရသွားပြီဆိုတာပဲအဲ့ဒီအချိန်မှာရှန်ချမ်းမင်းကနစ်စီကဘာလို့ဒီလောက်အနက်မွေးနေရတာလဲစက်ပြမုံပြောင်းသုံးလိုက်တာလားဒါမှမဟုတ်တိတ်လေးရေမွေးဆွတ်ထားတာလားလို့လာမေးတယ်ဗျာကျွန်တော်နည်းနည်းကြောင်သွားပြီဟာမဟုတ်ပါဘူးဒီအနက်ကနင်းတယောက်တည်းပဲရတာပါလို့ပြန်ပြောလိုက်မိတယ်ရှန်ချမ်းမင်းကတော့ခက်ဖွားဖွားအပြုံးလေးတစ်ခုနဲ့သူကကျွန်တော်ကိုနင်းပြောင်းလဲသွားတယ်လို့ပြောလိုက်တာဗျာကျွန်တော်လည်းချက်ချင်းပဲငါပြောင်းလဲသွားတယ်ဘယ်လိုလဲပိုပြီးစိတ်အနှောက်အယှက်ပေးတဲ့သူဖြစ်သွားလို့လားဒါမှမဟုတ်ပြဿနာရှာတဲ့သူဖြစ်သွားလို့လားလို့ပြန်မေးလိုက်မိတယ်ဒါပေမဲ့သူကကျွန်တော်ကိုတက်ဆိုင်ကြည့်ပြီးဟင်းပိုပြီးချောလာတာလေဗျာဟာကျွန်တော်တစ်စက္ကန့်လောက်ကြောက်အမ်းပြီးစွန့်သွားရတယ်နေ့ရဲ့အပြောဆိုတွေကဘယ်တုန်းကတည်းကဒီလောက်အထိညညောသွားရတာလဲလို့မေးတော့သူကခက်ဖွားဖွားလေးပြုံးပြီးလေ့ကျင့်ထားတာလေအချစ်ရတဲ့အဲ့ဒီလိုရိုမန်တဆန်ဆန်ကြီးနူးစရာလေတူးကြီးကိုဖျက်ဆီးပြီးရုတ်တရက်ကြီးအမျိုးတယောက်ကကြားထဲဖြတ်ဝင်လာပြီးတိုးတိုးလေးလာပြောတယ်ဗျာဒါနဲ့နေပါဦးအရင်ကနေ့အမကငါ့စီဖုန်းဆက်ပြီးကောင်လေးတယောက်ကိုဘယ်လိုဆွဲဆောင်ရမလဲဆိုပြီးလာမေးသေးတယ်တဲ့ကျွန်တော်လည်းလမ်းဖြတ်ပြီးသူ့ကိုစိုက်ကြည့်မိတော့တာပေါ့တကယ်ကြီးဗျာအရင်ကစကားတောင်တိတ်မပြောတဲ့ကောင်မလေးကတယောက်ကိုဆွဲဆောင်ဖို့အတွက်လိုက်လေ့လာနေခဲ့တာပေါ့အဲ့ဒီအမျိုးကဆက်ပြောသေးတယ်ငါကတော့အပြက်ပြောလိုက်တာပဲတက်သွားပြီးရင်ဖွင့်လိုက်လို့သူလုံမယ်လို့မထင်ထားဘူးဒါပေမဲ့သူတကယ်ကြီးလုံလိုက်တာပဲတဲ့ကျွန်တော်လည်းဘေးနားကိုခိုးကြည့်လိုက်တော့ရှန်ချမ်းမင်းကကျွန်တော်ကိုစိုက်ကြည့်နေတာကွက်တီပဲဗျအဲ့ဒီအချိန်မှာပဲရှန်ချမ်းမင်းကသူ့အမျိုးကိုလှမ်းအောင်လိုက်တယ်ကဲအခုတော့အိမ်ပြန်တော့လေသဘောပေါက်တယ်မလားကျမတို့တီးတက်အချိန်လေးလိုချင်လို့တဲ့အဲ့ဒီလူလည်းနေရခက်ခက်နဲ့ပဲထွက်သွားတော့တာပေါ့
ကျွန်တော်ကတော့အဲ့ဒီအချိန်မှာဘာစကားမှမပြောဘဲငြိမ်နေမိခဲ့တယ်ပြီးတော့မှအထက်တန်းကျောင်းပြီးတဲ့နောက်ဆုံးနေ့ကိုရုတ်တရက်တတိယသွားမိတယ်ဗျအဲ့ဒီတုန်းကအရာအလုံးပြီးဆုံးသွားပြီးနောက်ထပ်ဆုံဝင်ရတော့မှမဟုတ်ဘူးဘဝတွေကလမ်းခွဲသွားပြီလို့ထင်ခဲ့တာဒါပေမဲ့ဒါတွေအကုန်လုံးကကျွန်တော်တယောက်တည်းတွေးနေခဲ့တာဗျဘာလို့လဲဆိုတော့လက်တွေမှာသူကကျွန်တော်နားကနေဘယ်တော့မှထွက်မသွားခဲ့လို့ပဲသူကကျွန်တော်စီကိုပဲအမြဲတမ်းတရွေ့ရွေ့တိုးဝင်လာခဲ့တာရှန်ချမ်းမင်းကတိုးတိုးလေးပြောရှာတယ်နင်ကတော့အရာအလုံးပြီးဆုံးသွားပြီလို့ထင်နေတဲ့အချိန်မှာတော့ငါကနင့်အနာကိုလာချင်နေခဲ့တာနင်သိလားတဲ့ကျွန်တော်လည်းသူ့ကိုပဲမေးကြည့်နေမိရင်နောက်ဆုံးမှာတော့သဘောပေါက်သွားခဲ့ပြီဗျာဒီဇလန်ကနှုတ်ဆက်ခြင်းနဲ့စတင်ခဲ့တာမဟုတ်ပါဘူးတကယ်တော့ဒါဟာသူကျွန်တော်စီကိုအရောက်လာခဲ့တဲ့ဇလန်တစ်ပုဒ်တက်တက်ပါပဲဖြစ်ပါတော့တယ်ဗျာ